လိမ်မှုဆိုင်ရာအခွင့်အရေးနှင့်လိမ်မှုဆိုင်ရာကျန်းမာရေးလိမ်မှုဆိုင်ရာအခွင့်အရေးသည်လူခွင့်ရေးဖြစ်ပြီးမိသူမဆိုမိမိ၏လိမ်နှင့်မျိုးဆက်ပွားဆိုင်ရာအကြောင်းအရာများအပေါ်ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်ထိန်းချုပ်နိုင်ခွင့်ရှိသောကိစ္စရပ်များဖြစ်သည်၎င်းဆုံးဖြတ်ချက်များသည်လည်းအတင်းအကျပ်ချင်းချောက်ခြင်းအကြမ်းဖက်ခြင်းများမရှိဘဲလိမ်နှင့်မျိုးဆက်ပွားဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သောသတင်းအချက်အလက်များနှင့်ကျန်းမာရေးဝန်ဆောင်မှုများကို၎င်းတို့၏လိမ်မှုဆိုင်ရာခံယူချက်နှင့်ပတ်သက်၍ခွဲခြားဆက်ဆံမှုမရှိဘဲရောက်ပိုင်ခွင့်ရှိပါသည်မိမိ၏လိင်ဆက်ဆံဘက်များကိုရွေးချယ်ခွင့်နှင့်ပတ်သက်သောကိစ္စရပ်များအပေါ်မိမိကိုယ်တိုင်ဆုံးဖြတ်ချက်ချပိုင်ခွင့်စိတ်တိုင်းကျရွေးချယ်နိုင်ခွင့်နှင့်လိင်ပိုင်းဆိုင်ရာကိစ္စရပ်များတွင်ကျင့်တဲ့ပျော်ရွှင်ပြီးဘေးအန္တရာယ်ကင်းသောဘဝကိုပိုင်ဆိုင်နိုင်ပါသည်မိမိ၏လိင်စိတ်တည်ညွတ်မှုကြောင်းမလက္ခဏာနှင့်ထုတ်ဖော်ပြောဆိုမှုများအပေါ်လွတ်လပ်စွာမိမိဆန္ဒအလျောက်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအတရေပြည့်မှုခွဲခြားမှုများနှင့်ထိန်းချုပ်မှုများမရှိဘဲဆုံးဖြတ်ခွင့်မိမိနှင့်ပတ်သက်သည့်အကြောင်းအရာများအားမပေါက်ကြားအောင်ထိန်းသိမ်းထားနိုင်ခွင့်ရှိရပါမည်လိမ်မှုဆိုင်ရာကျန်းမာရေးဆိုသည်မှာအနာရောဂါကိုယ်ရောဂါချို့ယွင်းမှုစွမ်းဆောင်ရည်အားနည်းမှုတို့မှာကင်းရှင်းယုံသာမကလိမ်မှုသဘာဝနှင့်ဆက်နွယ်၍ကာယဒုက္ခလူမှုရေးဒုက္ခတို့နှင့်ပြည့်စုံနေသောအခြေအနေတစ်ခုဖြစ်ပါသည်လိမ်မှုဆိုင်ရာကျန်းမာရေးအတွက်လိမ်မှုသဘာဝနှင့်လိမ်မှုကိစ္စများတွင်အပြုသဘောဆောင်ပြီးလေးစားမှုထားသောချင့်ကပ်နည်းများလိုအပ်တဲ့ကဲ့သို့အတင်းအကျပ်ပြုလုပ်ခြင်းခွဲခြားဆက်ဆံခြင်းအကြမ်းဖက်ခြင်းတို့မှကင်းလွတ်ပြီးလုံခြုံပေးကင်းသောဘဝကိုရရှိပိုင်ဆိုင်ရန်အတွက်လူသားအလုံး၏လိမ်မှုဆိုင်ရာအခွင့်အရေးများကိုလေးစားမှုထားပြီးကာကွယ်ဖြည့်ဆည်းပေးရပါမည်လိမ်မှုဆိုင်ရာကျန်းမာရေးများတွင်လေးစားမှုလုံခြုံပေးကင်းမှုလိမ်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုအကြမ်းဖက်မှုတို့မှကင်းလွတ်ပြီးလိမ်မှုဆိုင်ရာအပြုအမူအမျိုးမျိုးလိမ်မှုဘဝခံယူချက်နှင့်ဖော်ပြမှုများအားလုံးအကျုံးဝင်ပါသည်